မင်္ဂလာပါဒီနေ့ကတော့ဇူလိုင်28 2026ကျွန်တော်ဗီဒီယိုလေးတစ်ဖိုင်ဖွင့်ပြရမှာကျွန်တော်တို့အားရပါရဝုံရအောင်ဟာပေါကနာကိုင်းပေါက်ကိုတော့ပေါ့နော်ကျောင်းမှာရှိပါတယ်ဗျာကျောင်းမှာလောင်တော်ကြီးကျောင်းသွားတယ်လောင်တော်ကြီးကတော့ကိုရတာမေတ္တာရှိတာသူကကိုယ့်ဘောမေတ္တာမရှိဘူးတခါတရဏတစ်ခုလုံးကလည်းပေါက်ကိုတော့ပါတယ်ဘုထိဇာဖိုင်စီဆက်ပုံကြတယ်စခန်းနေစီဆက်တယ်ဟုတ်လားပေါကနာကတော့မနေ့တည်းကသူကိုယ်သူယဟန်ဘဝကျွတ်ပြီးတော့ကိုရင်ကြီးဖြစ်သွားပြီတဲ့ဘာဖြစ်လို့ပါရာဇိကတင့်တဲ့အပြစ်ကိုကျူးလွန်တာလို့ယဟန်ဘဝကနေပြီးတော့မှကျင်ဖယ်လိုက်တယ်ပေါ့ကျင်ဖယ်တော့အဲ့ဒါကိုသင်္ကန်းကိုခုတုံလို့သင်္ကန်းကိုကာပါလုပ်ပြီးလှုပ်စားလို့ကောင်းနေသေးတယ်ဆိုတော့ဘယ်လိုပြောမလဲအကျင့်စုညင်စုဇယိုက်စုတွေကြောင့်ကိုရင်ကြီးဘဝနဲ့ပြန်နေတယ်ဘာဖြစ်လို့ပါရာဇိကတင့်ပြီးတော့ဘာကြောင့်ယဟန်ဘဝကိုစွန့်ပြီးတော့ကိုရင်ကြီးဖြစ်သွားလဲဆိုတော့ကကြောင့်ဆမှုစာဒီကောင်အိုးစုအဲ့ဆမှုစာသားတယ်အဲ့ဆမှုစာအစားလွန်ရတဲ့ခါကျတော့ဘယ်ချိန်နဲ့ကနေဆမှုစာကိုခိုးဝိုက်ခိုးဘုတ်ခိုးတွေ့တာလည်းမသိအဲ့မှာသူနဲ့ကလေးလေးတစ်ကောင်ရှိတယ်အဲ့ကလေးလေးမှာသားလေးရေကောင်းလေးဘာညာပလီနေတာအဲ့ဒါသူ့သားအဲ့ဒီကလေးကြောင့်သူအဲ့လိုဖြစ်တာဘာဖြစ်လဲဆို तू ကအဲ့ဒါမှဟိုနေဖြစ်တော့သူ့ရဲ့သမိုင်းကိုသိတဲ့ကောင်နဲ့အဲ့ဒီကောင်ဘယ်ကဲတော့ဘယ်ညာတို့ဘာညာဆိုပြီးတော့မှသူတို့အချင်းချင်းဖြစ်ကြတာအချင်းချင်းဖြစ်တော့ကျွန်တော်ကြည့်တာ तू ဝိုင်းလိုက်တာအဲ့ဒီကလေးကဟိုရာသီသွေးပါလားပုတ္တမလားတပ်ပုမလားမပုတ္တုလားအဲ့ဒီကောင်မနဲ့သူနဲ့ရလာတဲ့ကလေးအခုအဲ့ကလေးကိစ္စကဟိုအချင်းချင်းပေါ့လေဒီကောင်နဲ့အမြဲတမ်းကုန်းကိုက်နေကြလေအဲ့ကုန်းကိုက်နေနဲ့အကိုက်လွန်ရတဲ့ခါကျအဲ့နောင်တော်ကြီးဆိုတာတက်ပြင်းလူမဟုတ်ဘူးသူကသာဟိုနေပြတာအဲ့သူ့ရဲ့ဗီဒီယိုဖိုင်ထဲမှာနောင်တော်ကြီးဝိရသူပေါ့ဝိရသူကဘာပြောလဲဆိုတော့အဲ့ကောင်မင်းဆမှုစာကိစ္စတွေပါတယ်မင်းကလေးပဲကြောင်းရောက်ပြီးမင်းဘာဖြစ်ညာဖြစ်တော့ဆိုပြီးတော့မှအချင်းချင်းအဲ့ဒါငယ်ကျိုးငယ်နာဖော်ရင်းနဲ့ပါရဇိကကြတဲ့အပြစ်ကိုကျူးလွန်လာတဲ့အတွက်ဆိုပြီးတော့မှအဲ့ဒါခေါ်ပြီးတော့မှအဲ့မင်းရဟန်းဘွားမင်းစွန့်လွတ်လာတော့မင်းကိုရင်ဘွားနဲ့နေလိုက်တော့ဆိုတော့အဲ့ဒါကိုရင်ဖြစ်သွားလို့ကိုရင်ကြီးခွေးမသာငါပါပေါ့နော်အဲ့လိုဖြစ်သွားပါပြီသူ့ဖိုင်လေးကိုကျွန်တော်ဆက်ဖွင့်ပြပါမယ်ဇာနေဆက်တယ်တကယ်လို့ပါခဲ့ရင်တော့လူကာကွယ်ပေးရမှာလေပါစရာလဲအပေါက်ကိုတော့လဲပါစရာလဲအကြောင်းမရှိတော့ဘူးအဲ့လိုနော်တော်ကြီးကဒါနဲ့ကိုကသူ့ကိုရုံးမာလိုက်မယ်ဆိုလို့ရှိရင်သူထောင်ကြတာကြောက်对啦အချင်းချင်းကုန်းကြိုက်တယ်ဆိုတာဘေးတွေမေးစရာမလိုအခုသူ့စကားထဲမှာနောက်နေဆိုဝိရသူကလည်းဆမှုစာစားလာပြီးတော့ပြဿနာတွေရှိတယ်သူကတကောင်သိတာတကောင်ဘာလို့လဲတကောင်ဘာလို့အချင်းချင်းယုံညံ့သိမ့်ဖြင့်အောက်တန်းစားဆန်တဲ့ကောင်တွေကလူတွေကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူလူထုပေါ်တော့ဒီကောင်တွေလိန်ညာကောက်ကျစ်လို့ဖုံးကွယ်တာလို့ရတယ်ဆိုပေမဲ့အချင်းချင်းကြတော့ဒီကောင်တွေဖုံးကွယ်လို့မရတခါတလေကျဆမှုစာတစ်ခုတည်းဒီကောင်တွေ၄၅ကောင်ဝိုင်းကျုံးလာအဲ့ဒါအကျုံးလွန်ရင်လည်းအခုဟိုရင်ဖြစ်ပြီးတော့ပေါင်းကနွားခွေးသားတော့ကိုရင်ကြီးဖြစ်သွားပြီဘာအဲ့ဆမှုစာအစားလွန်သွားလို့အဲ့ဆမှုစာနောက်ထပ်စားတော့ဝိရသူသူနောင်တော်ကြီးလို့ပြောတဲ့ကောင်ဝိရသူပြောတာပါအဲ့နောင်တော်ကြီးဘယ်ကဲဆိုပါညာသူ့မကာကွယ်ပေးဘူးတဲ့သူဆမှုစာစားတော့သူ့မကာကွယ်ပေးဘူးတဲ့စားတော့အတူတူစားခဲ့ပြီးတော့တဲ့သူကြတော့အခုကန်ချလိုက်တယ်ပေါ့နော်အခုလည်းသူလည်းပြန်ဖော်လိုက်ရတယ်နောင်တော်ကြီးလည်းထောင်ထဲရောက်သွားတာကြာလှပေါ်တာတော်ဆူးတယ်ထောင်ကြဒါနဲ့သူမြောက်ရုံမှန်ကိုရတနီရုံမှခမ်းမှာဆိုတဲ့ဟာသူမြောက်ရုံမှန်ကိုလည်းရုံမှခမ်းမှာဝိရသူတော့သူကြိုက်တော့ပါဒီကောင်လည်းခွေးမသားတွေလေငကူတဲ့ခွေးမသားတွေခွေးချင်းကြံပြီးတော့သင်္ကန်းကိုကာပါခုတော့လုပ်ပြီးတော့တိုင်းပြည်လည်းဖျက်ဆီးသာသနာတွေလည်းဖျက်ဆီးပြီးတော့မှစစ်ခွေးစစ်မိတ်စာတွေတက်ဆိုးစီဖို့အတွက်အစင်တစိုက်အောက်တန်းစားဆန်နဲ့လုံနေတဲ့ကောင်နေကဲမိဘပြည်သူများလည်းသတိထားပါတော့တခါတလေကြပေါက်ငနာခွေးမသားကိုဘာကောတခါကြတောင်မွေးနဲ့ပရိစိန်နဲ့ခွေးမသားဆမှုစာတော့အသေးဆွဲတယ်ပြီးတော့စပောက်ပန်းစရာအကုန်လုံးတဲ့ကောင်လေအဲ့လိုကောင်စားမျိုးကိုဆက်ပြီးကိုးခွဲနေကြောနေစီးကန့်နေမှာဆိုတော့အကုန်လုံးလည်းပေါက်ငနွားငရဲဦးတဲ့သွားသလိုအကုန်လုံးငရဲဦးတဲ့ရောက်မှာပဲလို့အဲ့ဒါလေးကိုဆင်ញင်ဖို့သတိပြုဖို့နားလည်ဘူးပေါ့နော်ပေါက်ငနွားခွေးသားသည်ဘာကြောင့်ယဟန်ဘဝကိုစုံမီကိုရင်ကြီးဖြစ်လဲဆိုတဲ့ခါကျတော့အဓိကပြဿနာကအဲ့မပုတုံနဲ့သူနဲ့အဲ့ဆမှုစာစားရင်နဲ့ထွက်လာတဲ့ကလေးကြောင့်ဖြစ်တဲ့အဓိကကတော့ဆမှုစာအစားလွန်လို့ဖြစ်တာပါတဏ္ဍဘာကိစ္စမှ
မရှိပါဘူးအဲ့ဒါလေးတွေမိဘပြည်သူတွေသိရှိဖို့အတွက်ကမန်ကရန်လာပြေပြောတာပါခင်ဗျာ